United 4-2 Brighton ပွဲစဉ်ရဲ့အကောင်းဆုံးတရက်နေ့ကစားသမား3ဦး Owen Sport ကနေပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါရီ Manchester United အသင်းကတော့ Premier League ပွဲစဉ်ကိုဖြစ် Brighton အသင်းကိုအိမ်ကွင်းမှာအခန့်ရှင်ပြန်ကစားခဲ့ပါရီ Brighton ဆိုတာကဒီဟာဒီမှာပုံစံကောင်းတွေပြသနေခဲ့တယ်လို့အသင်းကြီးတွေနဲ့တွေ့မဲ့ဆိုရင်လည်းဒုက္ခပေးနိုင်တဲ့အသင်းပဲဖြစ်ပါရီ United ကတော့ Brighton အသင်းကို4-2ဆိုတဲ့ရလဒ်နဲ့အတူ Titan နဲ့နိုင်ပွဲကိုရရှိပိုင်ဆိုင်သွားနိုင်ခဲ့တာပါဒီပွဲရဲ့အကောင်းဆုံး United ကစားသမား3ဦးကိုရွေးချယ်ပေးတော့ပါမယ်ပထမဆုံးတစ်ဦးကတော့ Brian Mbubu ပဲဖြစ်ပါရီ Mbubu ရဲ့ကစားရင်ကရိုးရှင်းပြီးတော့အသင်းအတွက်အတော်လေးကိုမှထိရောက်ပါရီဒီပွဲမှာဆိုရင်တော့ Mbubu ကအသင်းအတွက်အဖိုးတန်သွင်းကုန်ကိုလည်းသွင်းယူပေးခဲ့တယ်လို့ပွဲချိန်ပြီး Brighton အသင်းရဲ့ခံစစ်ကိုလည်းဖိအားပေးကစားနိုင်ခဲ့ပါရီဒုတိယတစ်ယောက်ကတော့ Quinn နဲ့ Casemiro ပဲဖြစ်ပါရီ Casemiro ကတော့ဒီရဲ့ပွဲမှာအသင်းအတွက်တကိုးသွင်းယူပြီးတကိုးဖန်တီးပေးနိုင်ခဲ့ပါရီအတွေ့အကြုံကိုအဓိကအားကိုးပြီးကစားခဲ့တယ်လို့ Brazil ကအသင်းအတွက်သွင်းကုန်ပေါင်ဝင်ပတ်သက်မှုတွေကိုလည်းပြုလုပ်ပေးထားနိုင်ခဲ့တာပါနောက်ဆုံးတစ်ယောက်ကတော့ကိုညာပဲဖြစ်ပါရီ United အသင်းကစားသမားဘဝပထမဆုံးသွင်းဂိုးကိုရယူခဲ့တယ်လို့အသင်းအတွက်လည်းဆွမ်းဆောင်ရည်ကောင်းတွေကိုပြသပေးထားနိုင်ခဲ့တာဖြစ်ပါရီကိုညာကတော့သွင်းဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့အပြင်အသင်းအတွက်အခွင့်အရေးဖန်တီးမှုတွေကလည်းပြုလုပ်ထားနိုင်ခဲ့ပါရီ